မင်္ဂလာညနေခင်းပါဆရာဘာများမှာခြင်းလို့လဲခင်ဗျဟုတ်ကျွန်တော်မှာခြင်းတာဒီကဟိုဟာလေးdelicately crib fried wrap with the rare savory filling ဟုတ်အဲ့ဒါ excellent track sir အဲ့ဒါလေးနဲ့တွဲစားဖို့အတွက်ဆရာအတွက် organic tamarind salt လေးကိုလည်းကျွန်တော်စီစဉ်လိုက်ပါမယ်ဗျကောင်းပါတယ်တောင်းမဲဆောက်ခဏနေပြန်လာခဲ့ပါမယ်ဆရာဟေးကိုမင်းထွန်းထုံးစံတိုင်း900ဖို့ထည့်ပေးဦးအမြဲဝယ်နေတာပို့ထည့်ပေးဦးရော့ကိုစောမကြီးမဲ့9ချက်သားပေးကျေးဇူးဒါစမှုစာကြီးမလားဟုတ်ပါတယ်စမှုစာတော့စမှုစာပါပဲဒါပေမဲ့ကျဲ9ပွင့်စမှုစာပါဆရာ